ကြည်စမ်းမနှက်ဖြန်ကိုးနောင်ကြိုင်မဲ့မိမ့်မတဲ့တော့သူကိုးနောင်ကြိုင်မဲ့လို့မတို့ရွာတဲ့လူသေးရတယ်လို့နော်မစီမဆိုင်ပေါ့ချက်တည်းမရှိလိုက်တာဆိုပြီးအဲ့ဒီမိန်းကလေးကကိုးနောင်ကြိုင်ပြုတ်ကြအဲ့ဒါလောက်ထီအောင်ကိုနှက်ကြီးပါတယ်နော်ဘလောက်ထီအောင်လဲဆိုလို့ရှိရင်ဒီကိုးနောင်ကြိုင်မြို့သမီးတယောက်ကအိမ်အောင်ကျသွားပြီဆိုနောက်အလှတစ်ခုမှာကိုးနောင်ကြိုင်အဦးဆုံးစရွေးရတော့မယ်ဆိုရင်ဘလောက်အာဩစရာကောင်းတယ်လဲဆိုရင် तू ကတော့မတ်ဖြူဖြစ်တိုက်တယ် तू ကမတ်နီဖြစ်တိုက်တယ် तू ကမတ်ဝါဖြစ်တိုက်တယ်လို့ဘယ်တော့မှ3-4ယောက်အတန်မထွက်ဘူးတယောက်တည်းမတ်ဖြူတော့ဖြစ်တိုက်တယ်ဟေ့ဆိုတဲ့အတန်တတန်နဲ့ပဲထွက်တယ်အဲ့ဒီမိန်းကလေးကသူ့အလိုလိုကိုးနောင်ကြိုင်ဖြစ်တက်လာတာဒါရွာရက်တွေမှာတကယ်ဖြစ်ခဲ့တာနော်အဲ့ဒီကိုးနောင်ကြိုင်မိမသားရွေးဖို့ရမယ်ကျမတို့ကနေရွာထဲမှာမဲပုံးကြီးတွေထောင်းပြီးတော့ကျမတို့ကမဲထည့်ပြီးမဲပေးစရာမလိုပါဘူးနော်ကိုးနောင်ကြိုင်မိမချောကိုတရွာလုံးကတညီတညာနဲ့ရွေးချယ်ပြီးသားပါအဲ့ဒီလိုအင်မတန်နှက်ကြီးတဲ့ဖတ်စိမ်းကိုးနောင်အဲ့ဒီမိန်းကလေးကိုလည်းရိုးရိုးအလှဖိတ်တယ်လို့မဟုတ်ဘူးနော်အင်မတန်ဖုံးတကိုးကြီးတာကျမအဖပြောတယ်ငါမြည်တဲ့ယောက်ျားတွေမှဖုံးတကိုးရှိတာမဟုတ်ဘူးမိန်းမတွေမှလည်းရှိတယ်ကျမငယ်ငယ်တုန်းကဆိုရေချိုးသွားတယ်လူထမိန်တွေပါခြုံပြီးမတက်ဘူးကျမတို့ရွာတွေကတိတ်လေနော်အေယာဝတီမြစ်ထက်ရေသွားချိုးပြီးရေစိုးထမိန်ခြုံပြီးတက်တယ်ကျမအဖဘယ်တော့မှမခြုံအောင်နော်တပြက်စီယိုသွားကြမထိုးရဘူးလို့ဖြာစားနဲ့သွားကြမထိုးရအဝတ်တန်းအောင်မဝင်ရဘူးစသဖြင့်ကျမကိုယောက်ျားလေးတယောက်လိုထား